အားလုံးမင်္ဂလာပါဒီနေ့ကတော့ workout လေးကြော်မှာဖြစ်ပါတယ်သုတ်ထက်သားလေးကြော်မှာပါရင်းရည်လေးညှစ်ထည့်ပါမယ် workout ကြော်တာပေါ့နော်အမျိုးမျိုးကြော်စားကြတချို့ကကြတယ်နေဒီပါလှမ်းမှပြုတ်လိုက်ပြန်ကြော်လိုက်ရင်းရည်လေးညှစ်ထည့်ပြီးတော့ရေစုလေးထည့်ချပြီးပြုတ်ပါမယ် workout လေးလူအောင်ပြုတ်ပြီးမှကြော်ပါမယ်ခုန workout လေးကိုကြော်မှာဖြစ်ပါတယ်ဘယ်ဦးလို့စီလေးထည့်ချပါမယ်ဝက်အခောက်လေးပေါ့နော်ဒီမှာလေမုံနစ်လေးနဲ့လူပြီးကြော်ပါပြုတ်ထားတဲ့ဝက်ခောက်လေးရပါပြီမုံနစ်ကတော့စားရေကြဲကြဲလေးပေါ့နော်မုံနစ်လေးနဲ့လူပြီးကြော်စီလေးစူတာဒီလိုထည့်ချပါပြီးတော့နည်းနည်းပေါက်ဖုံးလေးခဏဖုံးထားပါမယ်ဒီလိုလေးဆိုနည်းနည်းလှန်မှာပေါ့နော်စီတော့နည်းနည်းပေါက်ဒီလိုနေလေးဆိုပြန်ရပါပြီဖုံးလေးအရင်ပြန်ကြောပါမယ်စီပေါက်လို့ဒီနေ့ဒီဆိုနောက်တစ်ခါထပ်လာပါမယ်ကျွတ်ကျွတ်လေးပြခဏလေးတင်ပါဝက်ခောက်ကြော်လေးကဒီနေ့လေးဆိုရပါပြီရတာရှိပြီစားလို့အရင်ကောင်းတယ်ဝက်ခောက်ကြော်လေးဝက်သားကြော်လေးတစ်ခွက်ရပါပြီရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်